အားကြောင့်မလို့ခလုတ်ထီမှာအမိမတာနဲ့ကိုကအရန်ကိုအမိတချင်နေတယ်မြန်မာတိုင်းရောအရန်တချင်နေတဲ့ဆိုရင်ကိုရဲ့မိဘအရင်ကဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုအရင်အတီးပြရမှာဖြစ်တယ်ပေါ့အယိုအားလုံးပဲမင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ထမိန်ကျော်ရာတီသွေးတောက်စောက်စီစုပ်ပြီးတော့စောက်ဒုက္ခရောက်နေတဲ့ထိုင်းကျော်ထောကြိုင်တွေအတွက်နှစ်သိမ့်ပေးမယ်အားပေးစကားလေးပဲဖြစ်ပါတယ်ဆန္ဒထောင်ကြည့်ရအောင်အခုချိန်မှာထိုင်းမျိုးချစ်မဘတာနှခမ်းမွေးဆိုတဲ့ကောင်တကောင်ရဲ့မထင်ရင်မထင်သလိုမျိုးဖော်ကင်ဝင်ချနေတဲ့အတွက်အမတမညိုးငယ်တိမ်ငယ်စိတ်တွေနဲ့ရှင်သန်နေရတဲ့မင်းတို့ရဲ့ထိုင်းကျော်ထောကြိုင်တွေရဲ့အခြေအနေတွေကိုငါတို့အလုံးစုံနားလည်ပါတယ်ဒါပေမဲ့ဘဒုကမှသွားပြီးတော့စောက်ပြစ်မတင်ပါနဲ့ထိုင်းမဘာသာနှခမ်းမွေးကိုလည်းသွားပြီးတော့စောက်ပြစ်မတင်နဲ့ဘာကြောင့်လဲဒါကသူတို့နိုင်ငံသားတွေရဲ့နိုင်ငံချစ်စိတ်ပဲဒါတော့မှထိုင်းရဲ့တယောက်ပဲအပြစ်ခံရတာနော်ငါတို့နိုင်ငံလူမျိုး2016အောက်တိုဘာလ9ရက်နေ့လောက်ကအာဆာဘိကလီရန်ကြောက်ရဲစခန်းတွေလုံခြုံရေးစခန်းတွေအခု30မကရဲဆက်ဆက်ကိုအပြက်စည်းခံတိုက်ခိုက်ခံရလို့ရှိရင်ဒီကောင်တွေဘလို့နေမလဲမသိဘူးဒါတော့မှထိုင်းလူမျိုးတယောက်ပဲကားနဲ့အတိုက်ခံရတာသိလားငါတို့လူမျိုးအာဆာဘင်္ဂလီရန်ကြောင့်ဘူးသီးတောင်မောင်တော်ဘက်မှာရခိုင်ဘက်မှာဟိန္ဒူကုံတလောက်နီးပါးကိုအရှင်းခံရတဲ့အခြေအနေမျိုးဆိုရင်ဒီကောင်တွေဘလို့နေမလဲမသိဘူးဒါတော့မှထိုင်းနိုင်ငံဆိုဒီမှာကစစ်တပ်ကအာဏာမကြမကြသိမ်းတဲ့နိုင်ငံသားဖြစ်တယ်ပေါ့ထိုင်းနဲ့မြန်မာနဲ့ကွာခြားချက်ကတစ်ခုပဲဒီလားအဲ့ဒါတော့ပြည်သူလူထုပဲသူတို့ရဲ့ပြည်သူလူထုကသူတို့ရဲ့နိုင်ငံသားကိုသူတို့ချစ်တယ်သူတို့နိုင်ငံကိုသူတို့ချစ်တယ်ငါတို့နိုင်ငံမှာကြတော့ဘယ်လိုပြောအောင်မလဲကလဲကြော်ကြော်တပေါက်တက်စပေါက်လောက်ကောင်တွေပေါ်နေတာအဲ့ဒါကြောင့်မလို့ဘဒုမှသွားပြီးတော့စောက်ပြစ်မတင်နဲ့ပေါ့ကိုယ်နိုင်ငံကိုပြန်ပြီးတော့ကာကွယ်တဲ့ဥစ္စာမှာထောင်မှဂျီနိုဆိုက်ဆိုတဲ့ခေါင်းစဉ်နဲ့တိုက်တစ်ပါးကနေပြီးတော့ထိတ်ပုတ်ရင်ပုတ်နဲ့လာပြီးတော့စော်ကားအပုတ်ချနေတဲ့အချိန်မှာတောင်မှငါတို့ရဲ့နိုင်ငံသားတွေကအဲ့ဒီတစ်ဖက်ရန်သူရဲ့ဘက်ကိုသွားပြီးတော့ရက်တည်တယ်တချို့ဆိုရင် ICJ ရုံးရှိတီကိုတွားပြီးတော့လက်သုံးချောင်းထောက်ပြီးတော့ကိုမီကိုနှုတ်ပြတယ်နိုင်ငံခြားသားမွေးစားခြင်းနဲ့အဖွားကြီးကိုကြတော့ဖျားစစ်ပေါ်မှာတင်ပြီးတော့ကိုယ်ကွယ်နေကြတယ်အဲ့ကမအေကိုကြတော့ကြီးထိုးထိုးခွေစားစားဆိုပြီးတော့ပစ်ထားကြတယ်နိုင်ငံကိုကာကွယ်ပြီးတော့စောက်ရှောက်ပေးနေတဲ့သူတွေဆိုရင်ငါတို့ရဲ့မဘာသာဖုံးကြီးတွေလည်းမရှောင်လိုက်ပြီးတော့စောက်ပေါင်းအထုခံရတယ်အခုအခြေအနေမှာဆိုရင်တော့တတ်ပါတတ်ခံရတာလက်နဲ့ကင်ပြီးတော့တပုတ်ထားကြတယ်ဒီလောက်ထိကိုရုပ်ကမ်းပြီးတော့ကြော်တပေါက်လုံးလုံးဖြစ်နေတဲ့ကောင်းတွေအနေနဲ့ကဘယ်နိုင်ငံဘယ်နေရာပဲရောက်စောက်ဒုက္ခရောက်မယ်ဆိုတာမမေ့နဲ့ပေါ့ဘယ်တော့အခါမှအေးအေးချမ်းချမ်းနေရလိမ့်မယ်မထင်နဲ့ပေါ့အဲ့ဒါကြောင့်မလို့ဘဒုကမှလိုက်ပြီးတော့စောက်ပြစ်မတင်ပါနဲ့ဒါပေမဲ့အခုချိန်ထိထောကြိုင်ထိုင်းကျော်တော်တော်များများပေါ့စောက်တီတရားမဝင်သေးပါဘူးကိုယ့်အကိုဧည့်သည်လို့မနေတဲ့အခါကျတော့အိမ်ရှင်တွေရဲ့မောက်ထုတ်ခြင်းကိုခံနေရတဲ့ဥစ္စာကိုထိုင်းနှခမ်းမွေးရဲ့နောက်မှာငါတို့ရဲ့မြန်မာစစ်တပ်ကြီးရှိတယ်ဘာညာတလကဆိုပြီးတော့စောက်ရှက်မရှိဘဲနဲ့လီးစကားတွေတက်ပြောလာတာပေါ့တကယ်အဲ့ဒီဘဲဆောက်မှာထိုင်းရဲကိုသွားပြီးတော့တနတ်နဲ့ပစ်လိုက်တဲ့ကောင်ကမကြသေးခေကမှဒေါနာတောင်ချေမှာတင်ပါရိုက်ခတ်တန်ဆိုတဲ့